ငါဒီမနေ့ဈေးသွားမှာနင်ဘာမှအောင်မလဲငါဆိုတော့ I am going to the market this morning နင်ဘာမှအောင်မလဲ What will you order ငါသူ့ကိုတနေရာရာမှာမြင်ဘူးသလိုပဲ I seem to have seen her somewhere သုံးနာလိုင်းကျသွားလို့ငါဘာမှမသိလိုက်ဘူး I didn't know anything because the internet connection was down earlier နင်ငါနဲ့အဖို့လိုက်ခဲ့ရမှာ you have to come with me မိကခုလေးတင်ပြတ်သွားတာ the power just went out ဘယ်ချိန်ပြန်မလာမလဲတော့မသိဘူး I don't know when it will come back ငါတို့ဒီညနေဘာလုပ်ကြမလဲ What shall we do this evening ဟောပုတ်လို့စားလို့ရတယ်လေ We could make hot pot ပြောတာတွေကိုဘယ်သူမှမပြောပါဘူးလို့နင်ကတိပေးရမယ် You must promise not to tell anybody what I said